ဆိုပြဘလို့ဟောတော့ဒီအတုဝသဘောပေါ့အတုဝဆိုတာမတင်နေတဲ့သဘောဟုတ်လားမတင်တယ်ဘူးဆိုတာလူတိုင်းလည်းလက်ခံတယ်စိတ်ကလည်းတကယ်လည်းသိတယ်သို့တော်ဒီဥစ္စာကိုဘုံဘုံတို့ကပိုင်ပိုင်နိုင်နိုင်သိအောင်လေ့ကျင့်မထားတဲ့အခါကျတော့မှားယွင်းမှုကပဲပြန်ပြီးတော့ဖုံးလွှမ်းသွားအဋ္ဌိနာဟာရုတံယုတ်တော်ဒဇမန္တဝလိပနောသဝိယကာယောပဋိစ္ဆန်တော်ယထာဘုဒ္ဓနာတိတတိဒီကတန်းကယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်လူကြီးဖြစ်ဖြစ်လူငယ်ဖြစ်ဖြစ်လှသူဖြစ်ဖြစ်အိုသူဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်ဒီခန္ဓာကိုယ်ကြီးကဘလို့တိဆောက်တာတော့အယိုးကိုအမာခံနေရာမှာထားပြီးတော့တိဆောက်တာအယိုးကပင်ကိုအထည်တက်ကြီးပဲဒါကြီးပဲကျန်တာတွေကသူ့ကိုအကုန်မှီနေကြရတာဟုတ်လားအယိုးကိုမှီရနော်သေချာကြည့်လိုက်ဟုတ်လားအဋ္ဌိနာဟာရုတံယုတ်တော်အဲ့ဒီအယိုးကိုအကျော်တွေနဲ့ဖွက်ရှက်ထားတယ်ဇမန္တဝလိပနောဟုတ်လားအသားတွေအသွေးတွေနဲ့မလုပ်ထားလိမ့်ကြံထားတယ်သဝိယကာယောပဋိစ္ဆန်တော်အဲ့ဒါကိုမှအပေါ်ကအရေတူရေပါနဲ့အုပ်ထားတယ်အဲ့ဒါလိုလဲအုပ်လိုက်ရောယထာဘုဒ္ဓနာတိတတိမှန်မှန်ကန်ကန်မမြင်ရတော့သိတော့ထဲထဲဘာတွေရှိတယ်ဘလို့တိဆောက်ထားတယ်ဆိုတော့ဘုံဘုံတို့မမြင်တော့အပေါ်ယံဖုံးလွှမ်းထားတာတွေနဲ့ဘုံဘုံတို့ရဲ့ဉာဏ်ကဘာဖြစ်သွားတော့ရက်သွားဉာဏ်မဟုတ်ပါဘူးလေဘုံတို့ရဲ့စိတ်ကအဲ့ဒီနားနေရက်နေတာဟုတ်လားအဲ့ဒီမှာဘုံတို့မတင့်တယ်မှုဆိုတဲ့အမှန်တရားကိုမမြင်တော့မြင်အောင်လုပ်ဖို့မခက်ခဲဘူးဆိုတော့လည်းပဲမြင်အောင်မလုပ်တဲ့အခါကျတော့မမြင်ဘူးလွယ်လည်းပဲလုပ်ကြည့်မှလွယ်မှာဟုတ်လားဒါကြောင့်အဲ့ဒီကိစ္စကိုလည်းပဲဘုံတို့ပေါ့တော့သဘောမထားသင့်ဘူးလို့ထင်တယ်ဟောဆိုဒီအဲ့ဒီမဟာဝိဇ္ဇသုတ္တမှာမြတ်စွာဘုရားကဒီအတုပကိုနားလည်အောင်ကြိုးစားရင်လေအရိယာမဉ္ဇဉ်ပုံဉ္ဇဉ်ကိုရနိုင်တယ်လို့အတိအလင်းဟောထားတယ်ဟုတ်လားအဲ့ဒီဝိဇ္ဇသုတ္တကိုရအောင်ကြက်ထားနော်အလွန်ကောင်းတဲ့အဲ့ဒီဥစ္စာဟုတ်လားသန္နရာကောဝိရတောတောဘိက္ခုပညာနဝဣဒာဣဇကအမတံတန်တိနိဗ္ဗာန်ဗရမစ္စုတံဟုတ်လားတကယ်ဘုန်းတို့ဒီခန္ဓာရဲ့မတင့်တယ်မှုယုံရှာဆက်စုပ်ဖွယ်အတုပအမှုကိုတကယ်မြင်ပဲဆိုရင်ဟုတ်လားကိုယ်ခန္ဓာကိုယ်ပေါ်မှာပဲဖြစ်ဖြစ်သူတစ်ပါးခန္ဓာကိုယ်ပေါ်မှာပဲဖြစ်ဖြစ်ဆန္ဒရာဂလို့ဆိုတဲ့ဒီအလိုဆန္ဒလောဘတွေကမဖြစ်သွားဘူးချုပ်ပြောက်သွားမယ်ဣဇကအမတံတန်တိနိဗ္ဗာန်ဗရမစ္စုတံငြိမ်သက်တဲ့ချမ်းသာအစစ်ဖြစ်တဲ့မသေးရနိဗ္ဗာန်ကိုရနိုင်တယ်လို့အတိအလင်းမြတ်စွာဘုရားဟောထားဟုတ်လားဒါကြောင့်ဒီအတုပလွယ်ကူရဲဆိုတဲ့ကိစ္စလေးကိုမလုပ်ဖို့လိုတော့စူးစမ်းကြည့်ဖို့လိုတယ်လုပ်ကြည့်ဒီ32ခုထာတာသင်ယူဖို့တော့လိုမယ်နော်သူကလည်းပဲဟုတ်လားဇံမေမွေးညင်းခြေသည်လက်သည်သွားရည်အသားကြောရိုးရိုးတွင်ခြင်းသည်အညွတ်နှလုံးအသေးအမြင့်အဖြစ်ဆုပ်ဥမဥသိမ်းစာသစ္စာဟောအုံနောက်သေးရည်တလိပ်ပြေသွေးချွေးစီခဲမျက်ရည်အစီကြီးတတွေးနှက်အစေးကျင်ငယ်32ခုထာတာအစုဝေး32မျိုးပေါ့ဟုတ်လားအဲ့ဒါကိုဘယ်ကုထာတာဘယ်နာလေးမှာဘယ်လိုအယောင်ရှိတယ်ဘယ်လိုပုံသဏ္ဍာန်ရှိတယ်သူ့ဘေးမှာဘယ်ကုထာတာရှိတယ်ဒီကိုယ်လုံးကိုကျွမ်းကျင်အောင်မြတ်စွာဘုရားခန္ဓာဗေဒဟုတ်လားဒါဘယ်လိုခိုင်းတော့သင်ယူခိုင်းတယ်လေ့လာခိုင်းတယ်ပြီးရင်ဘာလုပ်ရမလဲအဲ့ဒါကိုဆင်ခြင်ရမယ်